တတဝရယမတိချင်းတရား၅ပါးရှိတယ်တဲ့ဇီဝိတဗျာတိကာလောစဒေဟနိခေပနံဂတိပစ္စတိဇီဝလောကသမိအာနိမိတ်တာနနာယရေတဲ့အဲ့ဒါလေးကိုအားလုံးနားလည်ရလွယ်အောင်သင်္ကာလေးဆက်ဆိုထားတာကဘယ်ရွယ်မှာဘယ်နာနဲ့ဘယ်ခါတည်းရဘယ်တော့တန်ဝဲမြုပ်နှံပြားချဘယ်ဘဝတို့လာရလိမ့်မည်ဤငါလီကိုမသိနိုင်ဘူးတဲ့အဲ့ဒီ၅ပါးဘယ်ရွယ်မှာတဲ့နော်ဇီဝိတံဆိုတဲ့ပါဠိကိုဘယ်ရွယ်မှာလို့သင်္ကာဆက်လိုက်တာဘယ်ရွယ်မှာဆိုတာငါတို့အသက်20မှာတည်မယ်ဟိအသက်35နှစ်မှာတည်မယ်ဟိအသက်40လောက်မှာတည်မယ်ဟိ50မှာတည်မယ်ဟိဘယ်သူမှမသိနိုင်ဘယ်အရွယ်မှာတည်မယ်ဆိုတာမသိဘူးငယ်တဲ့ရွယ်လားကြီးတဲ့ရွယ်လားဘယ်ရွယ်လဲဆိုတာကိုမသိနိုင်ဘူးတဲ့ဟုတ်တယ်လေဘယ်သူမှမသိဘူးသိလို့ရှိရင်ကြိုတင်ပြီးတော့ပြင်ဆင်ပါပေါ့တည်ခြင်းတဲ့ရှင်သေးနေကြတာဘယ်ရွယ်မှာဘယ်အနာနဲ့ဇီဝိတံဗျာတိဆိုတဲ့အားပေါ့အနာဘယ်အနာနဲ့ဟုတ်တယ်ယောဂအနာဆိုတာကအခုဖြစ်နေတဲ့အနာယောဂတွေပြောတာပေါ့ကင်ဆာနဲ့တည်မာလားကင်ဆာတော့မှပဆောင်ကင်ဆာလားဥမာကြီးကင်ဆာလားဘာကင်ဆာလဲကင်ဆာထဲမှာတော့မှအမျိုးမျိုးကွဲနေမသိနိုင်ဘူးလေကင်ဆာမဟုတ်လို့စီးကျိုနဲ့တည်မာလားသွေးတိုးနဲ့တည်မာလားနှလုံးနဲ့တည်မာလားကြောက်ကက်နဲ့တည်မာလားဦးဇင်းတို့မသိနိုင်ဘယ်နာနဲ့တည်မယ်ဆိုတာလဲမသိနိုင်ဘယ်ခါတည်ရန်တဲ့ဇီဝိတဗျာတိကာလောစကာလောဆိုတဲ့ကာလဘယ်အချိန်ကာလမှာတည်မှာလဲမနက်ပိုင်းတည်မှာလားညနေခင်းမှာတည်မှာလားညကြမှာတည်မှာလားညအချိန်တည်မှာလားဘယ်သူသိနိုင်လဲဘယ်သူမှမသိနိုင်အဲ့ဒီတည်ပြီးနောက်ပိုင်းဘယ်ရွယ်မှာဘယ်နာနဲ့ဘယ်ခါတည်ရင်ဘယ်တုတ်တန်ဝဲတည်ပြီးကိုမြုပ်နှံမယ်တုတ်တန်လဲဘယ်နေရာတုတ်တန်မှန်းဆိုတာလဲမသိနိုင်ဘူးတဲ့ရှေ့ကဟာဒီမှမသိတာဒီတည်ပြီးနောက်ပိုင်းဟာဘယ်သိနိုင်တော့မလို့အရွယ်လည်းမသိဘူးနေရာလည်းမသိဘူးဘယ်ချိန်တည်မှလည်းမသိဘူးတည်ပြီးနောက်ပိုင်းဘယ်တုတ်တန်မှာကိုမြုပ်မှလဲဆိုတာလဲမသိဘူးတချို့ဆိုလို့ရှိရင်မြို့မှာနေတယ်တည်ရသွားပြီးတော့မှသွားတည်မြို့မှာမြဲတစေနေလို့ငါမြုပ်မဲ့တုတ်တန်တော့ရန်ကုန်မြို့ဆိုလို့ရေဝေးမှာမြုပ်မှာပဲဆိုပြီးတော့တွက်ထားလို့မရဘူးရန်ကုန်မှာနေပြီးတချို့တောနယ်ဘက်တွေမှာသွားတည်တာရှိအဲ့လိုဆိုတော့ကိုမြုပ်နေမဲ့တုတ်တန်လည်းမသိနိုင်ဘူးတဲ့ဘယ်ရွယ်မှာဘယ်နာနဲ့ဘယ်ခါတည်ရင်ဘယ်တုတ်တန်ဝဲမြုပ်နှံပြချဘယ်ဘဝတို့လာရလိမ့်မည်တည်ပြီးနောက်ပိုင်းဘယ်ဘဝလာရမှာလဲဆိုတာလည်းမသိဘူးတဲ့နော်ပုရုဇဉ်တွေဖို့ပြောတာတည်ပြီးနောက်ပိုင်းတို့တော့နတ်ပြည်ရောက်မှာလားလူပြန်ဖြစ်မှာလားငရဲကြမှာလားခွေးဖြစ်မှာလားနွားဖြစ်မှာလားမသိနိုင်ဘူးတဲ့ဘယ်ဘဝရောက်မှာဆိုတာနော်အဲ့ဒီမသိချင်း၅ပါးနဲ့ဦးဇင်းတို့တရဝါတွေနေကြရတယ်ခုဆိုလို့ရှိရင်အဓိကဆုံးပြောမယ်ဆိုရင်အိန္ဒိယအဲလီချောင်းပြတ်ကြတဲ့ရုပ်သံဖိုင်တွေမှတ်တမ်းတွေသတင်းတွေကြည့်ရတဲ့ချိန်မှာတော်တော့ကတော့လင်းစည်းရဆိုပြောစရာကောင်းတာပဲလေနော်တော်တဲ့ရှင်တွေထဲမှာလင်းဆိုတာအစစ်မြင်ဆုံးပဲလို့တော့ပြောလို့ရတယ်အဲ့လိုရင်ကြီးနဲ့တွားရတော့မယ်ဆိုတော့ခီးစဉ်ကလည်းပြည်တွင်းခီးစဉ်တော့မဟုတ်ပြည်ပခီးစဉ်နော်ပြည်ပဆိုတော့အလုံးပူသွားချင်တာပေါ့သွားတာပူပြောတာပေါ့အတွေ့အကြုံအသစ်တွေ experience အသစ်တွေနဲ့နော်မြင်ကွင်းအသစ်တွေနဲ့ရွေချက်အသစ်တွေသူတို့သွားတဲ့ခရီးဟာသူတို့တည်မဲ့ခရီးဆိုတာကိုအဲ့ဒီလေမမှာပါတဲ့သူတယောက်မှမသိဘူးဘယ်သိနိုင်မလဲခုနကဟောခဲ့တဲ့နော်မသိရင်တရား၅ပါးဒီထဲမှာဒါတွေအကုန်ပါနေတော့ဒီတတ္တဝါတွေကဒီထဲမှာအကျုံးဝင်နေတော့ကလားလည်းတတ္တဝါပဲဗမာလည်းတတ္တဝါပဲနော်မွတ်စလင်လည်းတတ္တဝါပဲအင်္ဂလိပ်လည်းတတ္တဝါပဲဂုံတတ္တဝါတွေလည်းပါနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မသိနိုင်ကြဘူးသူတို့
သူတို့မသိနိုင်လို့ဦးဇင်းတို့သိနိုင်လားဆိုတော့ဦးဇင်းတို့လည်းမသိနိုင်ဘူးအဲ့တော့တရားဝါတွေအားလုံးဟာဒီမသိခြင်း၅ပါးနဲ့တွားနေရတဲ့တဏှာခီးသွားတွေဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးဦးဇင်းတို့ဘယ်ကျွဲမှာဘယ်နာနဲ့ဘယ်ခါတည်ရင်ဘယ်တုတ်တယ်အမြုပ်နဲ့ပြချအဲ့ဒီအထိ၄ခုမသိနဲ့ရသေးတယ်ဘယ်ဘဝသို့တွားရလိမ့်မည်ဆိုတာလေအဲ့ဒီမှာအရေးကြီးတော့ဘလို့အရေးကြီးတာဟုတ်ပြီရှေ့ဟာတွေထားလိုက်အောင်သိအောင်လည်းမလုံးနဲ့ကျူးလည်းမကျူးစားနဲ့နောက်ဆုံးဘယ်ဘဝသို့တွားရလိမ့်မည်ဆိုတဲ့နေရာမှာမြတ်စွာဘုရားဟောထားပြီးသားရှိတယ်လေကုသိုလ်ကကောင်းကျိုးပေးမယ်အကုသိုလ်ကဆိုးကျိုးပေးမယ်ကုသိုလ်ကဒုက္ခတိဘဝရောက်မယ်အကုသိုလ်ကဒုက္ခတိဘဝကိုရောက်မယ်ရောက်စေတယ်ဆိုတာလေဒါတွေကိုတည်သောအဖြစ်ဘယ်ဘဝသို့လာလိမ့်မည်ဆိုတာအတိအကျမသိတာလူတွေသိပြီးနောက်မှာဂတိ၅မျိုးရောက်ရမယ်တဲ့ဒေဝမနုဿနိရိယပေတတိရိစ္ဆာနဆိုတဲ့အဲ့ဒီဂတိ၅မျိုးတွေကတမျိုးမျိုးတော့ရောက်မှသိကြတယ်အဲ့တော့ခုနကမြတ်စွာဘုရားဟောခဲ့တဲ့ကုသိုလ်ဟာကောင်းတဲ့ဒုက္ခတိဘဝကိုရောက်စေနိုင်တယ်ဆိုတဲ့ဒါသိရင်ပြီးပြီလေကုသိုလ်လုပ်တော့ပေါ့အကုသိုလ်တွေဟာမကောင်းတဲ့ဒုက္ခတိဘဝကိုရောက်စေနိုင်တယ်ဆိုတော့ဒါကလေးကွာသိပြီဆိုတော့အကုသိုလ်ဆိုတာမကောင်းတဲ့ဒုက္ခတိဘဝကိုရောက်စေတယ်ဘယ်ဘဝသို့သွားရမယ်ဆိုတာပုံဒီကားချက်ကျင်းတယ်မသိပေမဲ့ဒါတွေကိုထောက်ဆကြည့်သောအဖြစ်ကောင်းတဲ့အလုပ်တွေကောင်းတဲ့အလုပ်ဆိုတာဒါနဘေကစွန်ကျဲလှူဒန်းမိဘဆရာတွေကိုလူဒန်းတာထောက်ပံ့တာရဟန်းတန်ဃာတွေကိုလူတာထောက်ပံ့တာနော်တကြီးရလူတာထောက်ပံ့တာပတ်ဝန်းကျင်ကလူတွေကိုကျွေးတာမွေးတာဒါတွေပေါ့လေဒါနအများကြီးပေါ့ပြီးလို့ရှိရင်သီလ၅ပါးသီလ၈ပါးသီလခံယူစောင့်တည်ဒါနသီလဒါတွေကိုပြုလုပ်မယ်ဆိုလို့ရှိရင်ဒါသူတိဘဝတို့ရောက်စေတတ်တဲ့ကုသိုလ်တွေပဲလေဟောမကောင်းတာဆိုလို့ရှိရင်ဒုစရတရား10ပါးရှိတယ်လေပါဏာတိပါဒအာရယရဏကာမတုမိစ္ဆာစာရဆိုတဲ့ကာယဒုစရိုက်တွေဒီဝစီဒုစရိုက်တွေမနောဒုစရိုက်တွေဒီတော့လုံးပြီးဆိုရင်ပဲဒုက္ခတိဘဝနဲ့ကျွန်တော်လွတ်နိုင်တယ်နော်အဲ့တော့မသိခြင်း၅ပါးထဲမှာနောက်ဆုံးမသိခြင်းဘယ်ကိုသွားမယ်ဆိုတာကကျင်းတယ်မသိပေမဲ့ကိုသွားခြင်းတဲ့လမ်းကြောင်းကိုရွေးချယ်ပြီးတော့လှုပ်ထားလို့ရတယ်နော်ဒါကလည်းဦးဇင်းတို့တေကန်ဒီထင်တဲ့နမိတ်တွေကိုယ့်ရဲ့အာယုံပြုမှုတွေအစွဲလန်းနေတယ်အများဆုံးဆိုင်သေးတာပေါ့နော်အဲ့တော့အခုဦးဇင်းတို့တတ္တဝါတွေဆိုတာကမသိခြင်းတရား၅ပါးနဲ့အားလုံးနေကြရတာဖြစ်တဲ့အတွက်ကြောင့်မသိကြလို့နေကြရတဲ့အချိန်ကာလလေးမှာအလုံးကုသိုလ်တရားကိုမမေ့မလျော့မပေါ်မဆတဲ့တတိတရားတွေနဲ့ပြုလုပ်ပြီးတော့နေထိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်